Hello 来我等下今天啊，拢明啦吧？了，个工程这里啊，咯，不喏，对嘛喏，哎呀，说话呢买有个，哎呀，说话你路了，工程这里不喏，嘛是要没别要头，拿不着故意当路不喏，工程这里啊，他有的咧，他看嘛不了喏，他咩？哎呀，他拿几路，工程这里就嘛来几笔了不喏，来几笔了嘛，工程这里嘛，个，我怎么样拿过了不？来几枚是不是个垃圾啊？这切几来嘛喏，个等下今天啊，拢咧，ทำยังทุกอย่างเนาะไม้ยังไงเดี๋ยวข้าวนายอ่ะอันไหนอ่ะเราสู้ว่าเนาะဒီမှာကြည့်ကြပါအောင်လို့အနာကြီးကအရင်ဆိုးွားနေတာလို့တဲ့လောက်တွေတောင်မှာပေါ့နော်ပိုးတောင်တွဲနေပြီလို့ဟုတ်ကဲ့ဒုက္ခပဲဒီမှာတော့အရင်ဆင်းရလိုက်တာလေညအဲ့ဒါလေးကတော့အနားတောင်ထွက်နေပြီနော်အနားတောင်ထွက်နေအရင်ဆင်းရလိုက်တာလေဒီမှာသူအခန်းလေးပါဒါကတော့သူသမီးလေးမသူပြတ်မှာဒါသူသမီးလေးပါလို့ဒါဒီသမီးလေးနဲ့နှစ်ယောက်တည်းလို့ယောက်ျားလည်းမရှိဘူးလို့လောက်ကြိုက်သွင်းမဲ့လူလည်းမရှိဘူးအဲ့တော့သူဆေးဘဝကလေးလိုနေလို့လေကုံသိန်းတယ်လို့လာပြီးတော့ဗောနော်ဒီရက်ကွက်ကဗောနော်ဒီရက်ကွက်ကဗောအကူကြီးပေးပါဆိုလို့ကုံသိန်းတယ်လေးလဲဒါမျိုးလုပ်တွေကိုလုံးဝမလုပ်ဘူးနော် private လုပ်ငန်းတွေကုံသိန်းတယ်လေးကကြတော့အလုပ်တွေလည်းမအောင်အဲ့တော့အရန်စာနာစိတ်နဲ့ဘလို့ကုံသိန်းတယ်လေးဘာလို့လိုက်လာပြီးတော့နော်မလက်ကြီးကဆိုမှအနည်းတိုင်ပြမလက်ကဆိုတော်တော်အချင်းနေစိုးနေတာနော်ဒီလက်ကတာမှပဲလေဆေးရုံကဆရာဝန်နေရတဲ့ဖြတ်ကမဲလို့ပြောပါတယ်ဗောနော်ဒါကြောင့်မလို့ဆေးဘဝကလည်းအရန်လိုအပ်နေလို့ဒါတစ်ချက်လောက်ကူညီပေးကြပါလို့နော်အားလုံးမြတ်တရက်ခံအပ်ပါတယ်ကုံသိန်းတယ်လေးက friend နေဗောကုံသိန်းတယ်လို့လိုက်မှချစ်တယ်လို့တငယ်ချင်းအားလုံးဒီပိုလေးကိုမြင်တဲ့လူမှန်သမျှဗောနော်မိုင်လေးကိုလည်းပကိုးမိုင်လေးကိုလည်းကုံသိန်းတယ်လေးကလှမ်းပြီးတော့အကူညီတောင်းထားပါတယ်လို့ဒါကုံပကိုးမိုင်လေးလည်းဟိုမှာရသလောက်ခေလူငါငွေလေးစုမယ်ကုံသိန်းတယ်လေးရဲ့ဒီမှာပြိတ္တမှာချစ်တယ်ဗောနော် friend တွေအကုန်လုံးကိုလည်းဒီမှာလူငွေလေးကိုစုပြီးတော့ဒီမာကြီးကိုစိတ်ရုံကိုတင်ပြီးတော့ဒီလက်ကဆရာဝန်ကပြောတာဖြတ်ကမယ်လို့ပြောတယ်လေလက်ကတော်တော်အချင်းချင်းဆိုတာပိုးတွေလည်းတွဲနေပြီလို့အနံ့လေးလည်းအရန်ထွက်နေတော့သူ့ဘောနော်လိုင်းငန်းတွေကပေါ့နော်ဒီလိုင်းငန်းတွေကပိုးတွေတွဲတော့အနံ့ထွက်တော့ဒီပြင်လိုင်းငန်းတွေကမထားကြဘူးပေါ့နော်မထားတော့ဒါဟိုရွှေ့ဒီရွှေ့နေရွှေ့ရက်ကွက်ကပဲပေါ့နော်သူ့ဝိုင်းပြီးတော့ရွှေ့ပေးနေရတယ်ပေါ့နော်အဲ့တော့ဒီမှာဒီကလေးလေးဒီသမီးလေးနဲ့နှစ်ယောက်ထက်နေရတာပါဒီသမီးလေးပြလာအောင်ဒါသူသမီးလေးပါတဲ့ယောက်ျားမရှိတော့ပါဘူးလို့ယောက်ျားမရှိပဲတားမိနေပဲနေနေတာပေါ့နော်ရက်ကွက်ကပဲတွေ့ရက်ကွက်ကပဲတက်နိုင်သူလေးဆေးလေးကုပေးနေတာရက်ကွက်လည်းမနိုင်တော့ပေါ့နော်အဲ့တော့အားလုံးမြတ်တာစိတ်ကလေးနဲ့ပေါ့နော်ဒီမိုင်းအတွက်ကိုအလှူခံငွေလေးထည့်ပေးကြပါလို့ကုံသိန်းတယ်လေးကပြောချင်ပါတယ်နော်ကုံသိန်းတယ်လေးပေါ့နော်ဒီမိုင်းအတွက်ကိုအလှူခံငွေထည့်ခြင်းတယ်ဆိုလို့ဆိုရင်ကုံသိန်းတယ်လေးရဲ့အကောင့်မှာကုံသိန်းတယ်လေးရဲ့ဒီ TikTok အကောင့်မှာကုံသိန်းတယ်လေးရဲ့ဖုန်းနံပါတ်ကိုချပေးထားပါတယ်လို့အဲ့မှာဆက်သွယ်ပြီးတော့ကုံသိန်းတယ်လေးကိုဖုန်းဆက်လို့လည်းရပါတယ်ပြီးလို့ဆိုရင်ကုံသိန်းတယ်လေးရဲ့ဖုန်းနံပါတ်ကိုပြန်ပြောပေးပါမယ်လို့တကယ်လို့လှူခြင်းတယ်ဆိုလို့ဆိုရင်ပေါ့နော်တက်နိုင်သူတွေနည်းများမဆိုပေါ့နော်ဒီမိုင်းရဲ့လက်ကြီးကိုအညစ်ကပြန်ကြပါလေဒီလက်ကလေးကိုပေါ့နော်ကုပေးခြင်းတယ်နော်စာနာစိတ်ကလေးတွေနဲ့စာနာစိတ်ကလေးနဲ့ကုပေးခြင်းကြတယ်ဆိုလို့ဆိုရင်ပေါ့နော်အလူခံငွေထည့်ခြင်းတယ်ဆိုလို့ဆိုရင်ဘယ်လိုခေါ်မလဲဖုန်းနံပါတ်ကုံသိန်းတယ်လေးရဲ့ဖုန်းနံပါတ်က399698654323ကိုဆက်သွယ်လို့ရပါတယ်လို့ကပြန်ပြောမယ်နော်399698654323ကိုဆက်ပြီးတော့ကုန်သိန်းတယ်လေးကိုအလှငွေထည့်လို့ရပါတယ်လို့ဒီမှာလက်ကတော့အချင်းလေးမှလည်းတော်တော်အချင်းလေးစိုးနေတာနော်တောင်းဆိုလို့ဆိုရင်ကုန်သိန်းတယ်လေးကဟိုအဲ့လိုမျိုးလုပ်ပြီးဒီလက်ကတော့တော်တော်အချင်းလေးစိုးနေတာဒါအယိုးကင်ဆာပုံစံဖြစ်သွားတာပေါ့နော်ဆရာဝန်ကဒါသွားပြတာဖြတ်ကမယ်လို့ပြောတယ်တဲ့လုံးဝပတ်စံလည်းမတတ်နိုင်ပါဘူးဒါကြောင့်မလို့ကုန်သိန်းတယ်လေးကစာနာသိန်းနဲ့လာပြီးတော့ line နှွှဲပြီးတော့အကူကြီးတောင်းတာပေါ့နော်အားလုံး line ပေါ်ကလူတငယ်ချင်းတွေအားလုံးပေါ့နော်အလူကငွေလေးနည်းများမဆိုထည့်ပေးကြပါလို့ကူညီပေးကြပါလူတယောက်ရဲ့ပေါ့နော်ဒီလိုမျိုးလေးကိုကူညီပေးကြပါလို့ကုန်သိန်းတယ်လေးကခြားရမြတ်တရက်ခံပါကုန်သိန်းတယ်လေးလည်းတတ်နိုင်သူတွေလှူမှာပါလို့နော်အားလုံးလည်းဝိုင်းပြီးတော့ဝင်းရပေးကြပါလို့တောင်းဆိုချင်ပါတယ်နော်အားလုံးချစ်ပါတယ်ကဲဖက်မိုက်ကဲမိုင်းချက်ပြလိုက်ပါအောင်တဲ့ဒီမှာဝေဒနာရှင်းတော့ဒီမှာပါလို့မလီတော်တော်နော်တော်အနိုင်တော့ထွက်နေပြီနော်တော်တော်ဆိုးတယ်လို့အနာကတော့တော်တော်ဆိုးတယ်နော်ဘာမှအားမငယ်နဲ့နော်စိတ်ယုံတင်ပေးမယ်အလူကွေရအောင်တောင်းပြီးစိတ်ယုံတင်ပေးမယ်အလူခံပေးမယ် line ပေါ်မှာလည်းအလူရှင်တွေရှိတယ်ဘာမှအားမငယ်နဲ့နော်မိုင်းလေးကိုလည်းတန်းပြောထားတယ်မိုင်းလေးလည်းတက်နိုင်သူအလူခံပေးလိမ့်မယ်ကျွန်တော်လည်းတက်နိုင်သူအလူခံပြီးတော့ကျွန်တော်လည်းထည့်မယ်ထည့်ပြီးလို့ဆိုရင်စိတ်ယုံတင်ပေးမယ်ဒီယောဂကိုပြအောင်ကုပေးမယ်နော်အားမငယ်နဲ့နော်အားမငယ်နဲ့ဒါနော်ကုံသိန်းတယ်လေးကခုမှမြင်လို့နော်လာခေါ်လို့ဒါလိုက်လာပြီးတော့ဒါလိုက်လွင်ပေးတာဆန္ဒစိတ်ကလေးနဲ့နော်ကုံသိန်းတယ်လေးကဒီလောကဆိုဒီလောကတွေကိုဒီလုပ်တွေကိုမလုပ်ဘူးနော်ဒါပေမဲ့အရန်ကိုဆိုးဝါးကြည့်လို့ယောဂရနော်ကဲအားလုံးချစ်ပါတယ်လို့ကဲဘိုင်ဘိုင်